Tomorrow ဒီနေ့ the right in the right အသုံးလေးဆက်သွားမယ်အရေးကြီးရလို့ပြောရနော်အဲ့တော့ the right in the right အသုံးသိပြီဆိုလို့ရှိရင်ဆိုတော့အတန်းကြီးမှာ grammar ဘိုင်းမှာစိတ်ချရတယ်မှာပါတယ်အဲ့တော့အခုအခြေခံအစတဲ့ဟိုကလွယ်လေးဖြစ်သွားအောင်လို့ဆင်မဖြည်းဖြည်းချင်းနဲ့အသေးစိတ်လေးတည်ချသွားပေးမယ်ရအောင်လိုက်ကြည့်မယ်နော်ဟုတ်လားဒီနေ့တော့ဆင်မတို့ WH question လေးသွားမယ်အဲ့တော့ the right in the right ဆိုတာနဲ့ဆင်မတို့ပြောင်းမယ်အချက်ဘယ်နှချက်3ချက် pronoun verb time and place အဲ့တော့ time and place မှာဆရာမကအခုတော့ဘာစကားလုံးလေးသုံးထားလဲဆိုရင် this this လေးသုံးထားတယ်ဟဲ့ this ဆိုရင်ဘာပြောင်းရမလဲ that yes ဟုတ်လားအဲ့တော့ this that these those now then ago before here there today that day tonight that night yesterday the day before tomorrow the next day ဒါတွေပြောင်းရမှာတော့သိရမယ်နော်ဟုတ်လားrap လို့ပဲရနေရမယ်အဲ့ဒါကိုကြည့်ဖတ် he asked me what is your name အဲ့တော့ဒါဒီမေကိုနင့်နာမည်ဘယ်သူလဲမေးလိုက်တာဟုတ်လားအဲ့တော့သူကငါ့ကိုမေးတယ်ငါနာမည်ဘယ်သူလဲဆိုတာဒီလိုမျိုးပုံစံမျိုးဆရာမတို့ဖြစ်သွားပြီဒါကြောင့်မို့ဆရာမက he asked me ဒါ right ပြောင်းတာနဲ့စကားလုံးဒီဆက်ရပါမယ်အခုဒီမှာ WHAT what နဲ့ဆက်ထားတယ်တွေ့လားဒါဆိုရင်အဲ့ WHAT what အတိုင်းပဲပြန်ထည့်မယ်ဒါပေမဲ့အဲ့ W ဒီအသေးဖြစ်သွားရမယ် WHAT what အဲ့တော့ he asked me what if တွေပါဆက်စရာလို့လားမလိုဘူး what နဲ့ဆက်ပြီးတာနဲ့မေးခွန်းပြောင်းရမယ်အဲ့ဒါအဓိကချက်ပဲအဲ့တော့ဒီမှာ ISS ဒီနေရာမှာရှိနေလို့မရတော့ဘူးကျမတို့ဒီသူ့ကို subject ရဲ့နောက်ကိုပို့ပေးရတယ်အဲ့တော့ YOU က UR ကိုစစင်စားတယ် UR ဆိုတာကဒုတိယလူကိုပြောတာအဲ့တော့ me UR နေရာလေးကိုရွတ်တယ် UR သုံးနေရာမြောက်မှာရှိတဲ့အတွက်ကြောင့်မို့လို့ဆရာမတို့ဒီ me ကိုသုံးနေရာရွတ်ရတယ် I me mine ဒါကြောင့်မို့ငါနာမည်ဖြစ်သွားပြီအဲ့တော့ my name စာဆိုရင်ဘာပြော was where ငါရဲ့နာမည်ကတစ်ခုတည်းဒါကြောင့်မို့ဘာလဲတော့ was နားလည်မလား question mark တွေထည့်ကြမလို့တော့ဘူးเนาะဖြုတ်ချပြီအဲ့တော့ he asked me what my name was ဒါဆိုရင်ဆိုတော့ the right and the right တမတ်အပြည့်ပဲเนาะအဲ့ဒါကိုနံပါတ်2ဖတ်She asked her friend, "Why are you crying?" Yes. အဲ့တော့ she asked her friend သူမရဲ့တငယ်ချင်းကိုသူမမေးလိုက်တယ်။ဒါဆိုရင်ဆရာမတို့ဒီမေးလိုက်တဲ့စကားလုံးကိုပြန်ဆွဲခေါ် her friend ။ဘာနဲ့စထားလဲဟဲ့ WHY နဲ့စထားတယ်တွေ့လားဒါဆိုရင် WHY နဲ့ပဲပြန်ဆက်မယ်အဲ့တော့ WHY မေးခွန်းကိုဖြည့်ပြန်ပြောင်းဖို့လိုတယ်လို့ပြောတယ်အဲ့တော့ ARER ဒီဘယ်နေရာရောက်အရှိရောက်U ရဲ့နောက်ကိုရောက်အဲ့တော့ YOU ဒါ subject ဖြစ်သွားပြီဒါကြောင့်မို့ her friend သူမရဲ့တကယ်ချင်းဆိုတော့ main ကလေးပဲဖြစ်မယ်ဒါကြောင့်ဆရာမက she သုံးတယ်တကယ်လို့ကိုကယောက်ျားလေးလို့ထင် he သုံးကြိုက်တာသုံးเนาะအဲ့တော့ဆရာမတို့ by လို့ပြောတယ်နှစ်အဓိပ္ပာယ်နှစ်မျိုးဖြစ်နေရမို့လို့ he ပဲဖြစ်ဖြစ် she ပဲဖြစ်ဖြစ်မှန်တယ်ပြီးရင် WAS was CRYING crying နောက်ဆုံးမှာ full stop ချဒီမှာ ARER တွေ့ရင်ဝယ်သွားပြောင်းလို့မရဘူးเนาะရှီကြောင့်မို့လို့ was ဖြစ်တာเนาะဒီချလိုက်ကြည့် number 3ဖတ် My box asked me who finished the report အဲ့တော့တထေးကနေငါတထေးကနေပြီးတော့ငါ့ကိုပြောလိုက်တယ်ဟာ report ဒီမှာရေးရမှာဘသူရေးပြီးသွားပြီလေအဲ့လိုမေးတာเนาะအဲ့တော့ပြောပြီး My box asked meဘာနဲ့မေးထားတာ who တစ်ချက်သတိထားမယ် who နဲ့မေးရင်ကျမတို့ who နဲ့ဆက်ပြီးတော့သူ့ကိုမေးခွန်းပြန်ကောက်เสียရမလို့တော့ဘူးဓာတ်ရိုက် verb ကိုပြောင်းပေးရမယ်ဒါကြောင့်မို့ W ကိုအသေးနဲ့ရေးမယ် who finish က verb 2မလားဟုတ်ပြီနော်အဲ့တော့ verb 2ဆိုရင်ထည့်မှတ်ပါ have plus verb 3 verb 2ဆိုရင်ဘာလဲhad plus verb 3ဒါကြောင့်မို့ HAD had လေးအပိုရောက်မယ် FINISHED finish the report အဲ့တော့ the box asked me who had finished the report ရမလား okay now နံပါတ်4ဖတ်ရအောင် the teacher asked me the teacher asked the class whose phone is this လာပြီ the teacher asks the class WHOIZ who's trained WHOIZ who's never said
ဘာမှမစင်စားနဲ့ဒါပေမဲ့ whose ရဲ့နောက်မှာ noun လိုက်တာဖြစ်လို့အဲ့ဒီ whose ရဲ့နောက်က noun လေးပါထည့်ပြီးတော့ရေးပေးရ whose for ပြီးတော့မှ is လေးကိုဒီဘက်ကိုပြောင်းဒီမှာ this ဆိုရင်ဘာပြောင်း that was နောက်ဆုံးမှာ full stop ချရလားလွယ်လေးနော်ဟုတ်လားဆရာမကြီးဟာခတ်လိုက်တာ no တစ်စင်ချင်းကြည့်ရနိုင်တယ်အဲ့တော့ရအောင်လေလုပ်ရမယ်နော်